မွေထိုးကျူကျူတင်းနဲ့ပရောင်ရနံလေးရဆွဲရခဲ့ပြီးဒီလူသေးဝဲမင်းသူတိုင်းငယ်ချေလောက်တဲ့ပတောင်းမလေးရဲ့မိုးရွာတိုင်းဆွေးရမှာလားကွယ်ရုတ်တရက်သာကွယ်သူမေမုံလို့တို့ရင်နဲ့ဖြေရခတ်တယ်ဟဲ့ဘယ်ညိုးနဲ့မုံရက်တယ်လဲကွယ်ပြမေးခြင်းစမ်းနဲ့ချီရဲ့ဒီရမလွမ်းစိတ်မပြေဘူးကွယ်ဘရောက်ပန်းနဲ့ချယ်ဒီတနေစီဝေးกว่าသမြဲပေါ့ကွယ်လူတကာသိညို့ယူဆွဲရပတောင်းမလေးရဲ့မိုးရွာတိုင်းဆွေးရမှာလားကွယ်အတန်စစ်နေတာကိုကဆိုတာတို့အော်တာတို့ငိုတာတို့အဲ့ဒီအခန်းတွေကြာရင်ကိုကတဒံလုံးတယုံနဲ့တူအောင်လေဟုတ်တယ်မလားဒီရှေ့ဆိုလို့ရှိရင်တော့ဇက်ကားတွေရိုက်မဲ့အစီအစဉ်ရှိတာတဲ့ကျွန်တော်ရိုက်မဲ့ဇက်ကားတွေကဘယ်လိုဇက်ကားမျိုးတွေဆိုတော့ကျွန်တော်ဇက်ကား၃ကားကျွန်တော်စီစဉ်ထားပါတယ်ကျွန်တော်အရင်ဆုံးစရိုက်မှာခြေနှောင်ထဲကတောက်ခေါက်တန်လို့ဘာလို့ပေါ့နောက်တစ်ခါရိုးပြတ်တော့မှအန်ကျိတ်တန်လို့ဘာလို့ပေါ့ကတင်ပေါ်မှာညင်းဝစ်တန်လို့ဘာလို့ဒီလိုဇက်ကားမျိုးတွေကိုတို့ရိုက်မယ်လို့စဉ်းစားထားပါတယ်မင်းသမီးတွေကတော့ဘယ်မှလည်းငားလို့မရနောက်ဆုံးမရရင်တော့ကိုယ့်ရဲ့အမျိုးသမီးပဲကိုမင်းသမီးတင်ရမှာပါပဲချစ်လို့စားတာရှီယာgood enemy ပေါ့အကောင်တော့ညနေခင်းလေးပေါ့ဗျာဒါကတော့ညနေခင်းရောက်သွားပြီဒါပေမဲ့ကိုတို့ကနည်းနည်းထွက်ပြီးတော့ရှာလိုက်တော့အချိန်ကအဲ့လိုပေါ့တော့တနာရီခွဲ2နာရီလောက်မှကိုတို့ပြန်ရောက်တာပါပြန်ရောက်လို့ရှင်တော့အဲ့မှာကိုတို့နည်းဈေးသုံးဈေးကလေးတွေဗာလေးတွေရပြီဆိုကိုတို့ပြန်လာပြီးလို့ရှိရင်ပြီးဒီလူလာပဲပြန်လှည့်တာပါတယ်နေကတော့အင်ဂျင်ထဲကိုစီခဲ့တာလူစီအဲ့ကိုတို့လောက်ကမှအဲ့လူစီတွေပါဖြစ်ကုန်တာကိုတို့ကတကယ်တမ်းကျတော့အခုခေတ်ကလေးတွေကိုတောက်တက်စားတတ်အောင်သင်တာမဟုတ်ပါဘူးဘယ်နေရာဖြစ်ဒီခေတ်လူတိုင်းလူတို့သိကြတဲ့အတိုင်းပဲဟုတ်တယ်မလားအလူမင်္ဂလာဆောင်တာရေးနာရေး Happy birthday ကြိုက်တဲ့ဝိုင်းနေလို့အတောက်စားကင်းတဲ့ဝိုင်းဘယ်ဝိုင်းမှမရှိဘူးငယ်လေးတွေကကိုတို့ကြည့်လာတာကိုတို့အသက်49နှစ်ရှိပြီဒီချိန်ထိတာရေးနာရေးကြိုက်တဲ့ဟာလို့အလူမင်္ဂလာကြိုက်တာလို့အတောက်စားတွေလွတ်သွားတယ်ဆိုတာထုံးစံမရှိဘူးအဲ့ဒါကိုကြီးတောက်ကြီးကျယ်တွေကိုတို့ကြောင့်ပျက်စီးတယ်လို့ဘာလို့တော့မပြောကြနဲ့ကိုတို့ကတိတ်ပြီးစိတ်ဆိုးတယ်တိလား